စစ်သားတွေဟာကောင်းလေးကိုရေကန်အလဲကိုတွန်းပို့လိုက်ကြပြီးနောက်ဘုံတွေကိုတီးလိုက်ကြပါတယ်။သူတို့ဟာရေကန်အောက်ခြေမှာရှိရဲ့ရှီဟောင်းဘီလူကြီးကိုဆင့်ခိုလိုက်တာပါ။ဒီဘီလူကြီးကအရန်ကိုအန်တရများတဲ့ပုံပါပဲ။သူထွက်လာလာချိန်မှာလဲသူ့ကိုဆင့်ခိုတဲ့စစ်သားကိုစားပစ်လိုက်ပါတယ်။အားလုံးကအရန်ကြောက်လန့်သွားကြပြီးမလုံငဲကြတော့ပါဘူး။ကန်ကောင်းတာကသူတို့စီမှာမီဂိုဘုံတစ်လုံးကျန်နေသေးလားပါပဲ။မီဂိုဘုံကိုပြစ်ပေါက်လိုက်ပြီးနောက်မှာအားလုံးထပ်ပြေးဖို့အတွက်အမြန်ဖုံးကွယ်ပြလိုက်ပါတယ်။ဒါပေမဲ့ဘုံပေါက်ကွဲသွားတဲ့အခါမှာတော့ဘီလူကြီးကလည်းလုံးဝကိုဒေါသထွက်သွားခဲ့ပါတယ်။သူတို့ကတော့မှီတော့မလို့ဖြစ်သွားပါတယ်။နီမိုကရေဘီလူကြီးရဲ့အမြင်အာရုံအားနည်းတယ်ဆိုတာကိုမတော်တဆထိသွားခဲ့ပါတယ်။ဒါကြောင့်သူကအားလုံးကိုကြောက်ဆောင်တွေနောက်မှာပုံပူအမြန်ခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ဖားပဲအဲ့ဒီအချိန်မှာစစ်သားတယောက်ကအော်လိုက်ပါတယ်။အဲ့ဒီအတန်ကြောင့်ရေဘီလူကြီးလန့်သွားပြီးသူ့ကိုတကိုက်တဲနဲ့မြို့ချလိုက်ပါတယ်။ရေဘီလူကြီးရဲ့အကြအာရုံကအရန်ကိုအာရုံခံနိုင်စွမ်းရှိပုံရပါတယ်။အဲ့ဒီအခွင့်အရေးကိုယူပြီးအားလုံးကကန်းဆက်ကလှည့်စီကိုအမြန်ဆုံးထွက်ပြေးကြပါတယ်။အားလုံးကရင်ငုတ်သင်္ဘောတွေကိုအမြန်ဝင်တကားကိုပိတ်ပြီးထွက်ပြေးကိုပြင်ဆင်ကြပါတယ်။ကုန်းမြင့်နဲ့ဝေးသွားတာကြောင့်ရေဘီလူကြီးကသူ့ပြစ်မှတ်ကိုပျောက်သွားပါတယ်။ဒါပေမဲ့အင်ဂျင်ဆက်နိုးလိုက်တဲ့အခါမှာထွက်လာတဲ့အတန်ကျဲကြီးကိုဘီလူကြီးကချက်ချင်းသတိထားမိသွားပါတယ်။ရေဘီလူကြီးကရေထဲကိုငုတ်ဆင်းလာပြီးရင်ငုတ်သင်္ဘောစီကိုယူယူမူမူချင်းကပ်လာပါတယ်။ပြီးတော့ရင်ငုတ်သင်္ဘောတစ်စင်းလုံးကိုရစ်ပတ်လိုက်ပါတော့တယ်။အထက်ကအခန်းဟာတပတ်အပြည့်လဲထွန်သွားပါတယ်။နီမိုကအတန်မထွက်ဘဲဖြတ်သွားဖို့နဲ့ရေဘီလူကြီးစိတ်ဝင်စားမှုလျှော့သွားပြီးထွက်သွားအောင်အင်ဂျင်ကိုပိတ်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့သူတို့မထင်မှတ်ထားတာကတော့အဲ့ဒီငါးရှင်ကြီးကရေငုတ်သင်္ဘောကိုရစ်ပတ်လိုက်တဲ့အခါမှာသူ့ကိုကနေ Vote Army လျှက်စစ်စီးကြောင်းတွေထုတ်လွှတ်လိုက်တာပါပဲ။ဒီလိုစိတ်ဝင်စားဖွယ် recap လေးတွေကိုကြိုက်တယ်ဆိုရင် KMW Recap Channel ကို subscribe လုပ်ပေးခဲ့ကြနော်။